အားလုံးပဲမင်္ဂလာပါကျမကတော့မချောစုလိုက်ပါဒီကနေ့မှာတော့ဗီတာမင်တွေခန္ဓာကိုယ်ထဲမှာဘလို့လှုပ်တယ်လဲဆိုတဲ့အပိုင်းလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှေ့ရဗီဒီယိုတွေမှာလည်းဗီတာမင်တွေအကြောင်းကိုမျှဝေခဲ့ပြီးဖြစ်ပါတယ်ဗီတာမင်တွေဆိုပြောလိုက်တာနဲ့ဗီတာမင်တွေဆိုတာကတော့ဗီတာမင် A ရှိမယ်ဗီတာမင် D ရှိမယ်ဗီတာမင် E ရှိမယ်ဗီတာမင် K ရှိမယ်ဗီတာမင် C ရှိမယ်ဗီတာမင် B1 B2 B3 B5 B6 B7 B8 B9 B12 ဒီဗီတာမင်တွေရှိမယ်နော်ဒီဗီတာမင်တွေကခန္ဓာကိုယ်ထဲကိုရောက်ရှိသွားပြီဆိုတာနဲ့သူတို့လှုပ်ဆောင်စရာလုပ်ငန်းဆောင်တာအသီးသီးကိုလှုပ်ဆောင်မယ်ဘယ်လိုလှုပ်ဆောင်တယ်လဲဆိုရင်တော့အုပ်စုနှစ်ခုခွဲပြီးတော့လှုပ်ဆောင်တယ်အစီမာပျော်ဝင်တဲ့အုပ်စုနဲ့ရေမာပျော်ဝင်တဲ့အုပ်စုဆိုပြီးတော့အုပ်စုနှစ်ခုခွဲတယ်အစီမာပျော်ဝင်တဲ့ဗီတာမင်တွေကဘယ်သူတွေလဲဆိုတော့ဗီတာမင် A ဗီတာမင် D ဗီတာမင် E နဲ့ဗီတာမင် Kဒီဗီတာမင်တွေကခန္ဓာကိုယ်ထဲကိုရောက်ရှိသွားပြီဆိုတာနဲ့အမြင်အာရုံနဲ့ပတ်သက်တဲ့အပိုင်းတွေကိုလှုပ်ဆောင်တယ်ကြွက်သားနဲ့ပတ်သက်တဲ့အပိုင်းတွေကိုလှုပ်တယ်နော်အယိုးနဲ့ပတ်သက်တဲ့အပိုင်းတွေသွေးရဲ့လှုပ်ဆောင်မှုစနစ်တွေဓာတ်တွေကိုကူညီပြီးတော့လှုပ်ဆောင်တယ်သူတို့လှုပ်เสียရှိတာတွေကိုအသီးသီးလှုပ်ဆောင်ပြီးတဲ့အခါမှာဒီဗီတာမင်တွေကပိုရှန်သွားပြီဆိုရင်ခန္ဓာကိုယ်ရဲ့အပြင်ဘက်ကိုမစွန့်ထုတ်နိုင်ဘူးခန္ဓာကိုယ်ထဲမှာပဲစူးစီးမှုတွေဖြစ်ပေါ်တယ်အဲ့ဒီစူးစီးမှုတွေကနေတဆင့်ကြောက်ဖြစ်သွားတာမျိုးတွေဖြစ်နိုင်တယ်ဒါကိုအရန်ဂရုစိုက်ရနောက်တစ်ခုကတော့ရေမှာပျော်ဝင်တဲ့ဗီတာမင်တွေဒါတွေကဘယ်သူတွေလဲဆိုတော့ဗီတာမင် C နဲ့ဗီတာမင် B complex သူတို့ကခန္ဓာကိုယ်ထဲကိုရောက်သွားပြီဆိုတာနဲ့သူတို့လှုပ်ဆောင်စရာရှိတဲ့လုပ်ငန်းဆောင်တာတွေလုပ်တယ်အာယုံကြောနဲ့ပတ်သက်တဲ့အပိုင်းတွေမှာလုပ်တယ်ကြွက်သားတွေနဲ့ပတ်သက်တာတွေလုပ်တယ်နော်ပြီးရင်အရေပြားစံသားခြေသေးလက်သေးဒီရဲ့လှုပ်ဆောင်မှုတွေကိုကူညီပြီးတော့လုပ်တယ်ခန္ဓာကိုယ်သွေးလှုပ်ဆောင်မှုစနစ်တွေကိုလုပ်တယ်ခန္ဓာကိုယ်ကြီးအစီလောင်ကျွမ်းမှုတွေမှာကူညီပေးတယ်။ကိုယ်ခံအားတွေကောင်းလာစေတယ်။ခန္ဓာကိုယ်ကိုရေဓာတ်ထိမ့်သိမ့်နိုင်မှုတွေကူညီတယ်။ခြေလက်ထုံချင်းချင်းတွေမဖြစ်ဖို့ကာကွယ်တယ်။နော်ဒီကိုယ်ဝင်ဆောင်အမျိုးသမီးတွေရဲ့ကျန်းမာရေးကိုကူညီပေးတယ်။ဒီမွေးကင်းစာကလေးတွေတို့သရေသားတို့ဖွံ့ဖြိုးမှုကောင်းဖို့နော်ကူညီပေးတယ်။ဒီလိုသူတို့လှုပ်ဆောင်စရာရှိတာတွေလှုပ်ပြီးတဲ့အခါမှာ၄နာရီအတွင်းမှာပဲကြောက်ကက်ကနေတဆင့်ခန္ဓာကိုယ်ရဲ့အပြင်ဘက်ကိုစီးအဖြစ်နဲ့စွန့်ထုတ်တယ်။ရေမာပျော်ဝင်တဲ့ဗီတာမင်တွေကနော်ပြဿနာမရှိဘူးเนาะဒါပေမဲ့ဒီရေမာပျော်ဝင်တဲ့ဗီတာမင်တွေကိုခန္ဓာကိုယ်ထဲမှာဒီတဲ့အချိန်ပိုကြာအလုပ်လုပ်နိုင်မယ်ဆိုရင်ပိုကောင်းတယ်အစီမာပျော်ဝင်တဲ့ဗီတာမင်တွေကကြတော့ခန္ဓာကိုယ်ထဲမှာစူးစီးမှုတွေကနေတဆင့်ကြောက်ဖြစ်မသွားဘူးအရေးကြီးတယ်ဒါကြောင့်ကျမတို့ကကျန်းမာရေးအတွက်ဗီတာမင်တွေစားသုံးကြမယ်ဆိုရင်ဤပညာမြင့်တဲ့ဖြစ်ဆွယ်ဗီတာမင်မျိုးကိုစားသုံးပြီးတော့ကျန်းမာရေးကိုသေသေးချာချာစောင့်ရှောက်ရမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ရဲ့မျှဝေမှုအပိုင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်နေ့မှာတော့ဒီကျန်းမာရေးအတွက်ခန္ဓာကိုယ်ကလိုအပ်တဲ့တတ်ထုဓာတ်တွေအကြောင်းကိုမျှဝေပေးသွားဖို့ရှိပါတယ်မိတ်ဆွေများအားလုံးယောဂဗျာတွေကင်းဝေးပြီးတော့စိတ်နှလုံးအေးချမ်းကြပါစေရှင်